မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကော်လန်းကျွန်းကိုသွားပြီးတော့တဘာဝရည်နဲ့တွေ့ဆုံခဲ့ပါတယ်ခင်ဗျာတကယ်တဘာဝတွေကအပြင်မှာတကယ်ကိုလှပရလားကျွန်တော်ပျော်ရွှင်ခဲ့ရလားဆိုတော့ကျွန်တော်တို့တဘာဝတွေကိုခန်းစားရင်းနဲ့ဒီဗီဒီယိုလေးကိုစောင့်ကြည့်ရှုပြအောင်နော်တရားကနေပြီးတော့15မိနစ်20လောက် speed boat စီးပြီးတော့သွားရင်အခုလိုအရင်လှပတဲ့ကော်လန်းကျွန်းကိုရောက်ရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ကော်လန်းကျွန်းဘယ်လောက်လှလဲဆိုတော့ခန်းစားကြည့်အောင်နော်ကဲကျွန်တော်ကော်လန်းကျွန်းကိုသွားတော့မှာဖြစ်ပါတယ်ဒီတလာနန်းရုပ်ထရကနေပြီးရုပ်ထရတယ်မဟုတ်ပြောတာဒီတလာနန်းဖတ်ထရနေပြီးဒီဖတ်ထရဒီဘော်စီကနေပြီးကော်လန်းကျွန်းဆက်သွားနေပါပြီခင်ဗျာတက်ခဲ့ပါအောင်နော်ဒီခီးစဉ်တွေကကြတော့ဘန်ကောက်ဖတ်တရကနေကော်လန်းကိုသွားတာဖြစ်ပါတယ်ကျွန်တော်တို့ကဖတ်တရမှာတညအိပ်ပြီးတော့မှ walking street ပဲရှောက်လည်ပြီးတော့မှနောက်တစ်နေ့မနက်မှာကော်လန်းကျွန်းကိုသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာကဲဒါလည်း budget trip ပါပဲကျွန်တော်တို့ဒီပါလဲကော်လန်းကျွန်းကိုကျွန်တော်တို့ဒီမှာလှေဘိုး20 30နဲ့သွားစီးမှာဖြစ်ပါတယ်အခုဒါလှေစိတ်ကိုသွားနေတာဖြစ်ပါတယ်ခင်ဗျာဖတ်တရားနေပြီးတော့ကော်လန်းကျွန်းကိုသွားရင်ပတ်သက်တွေအများကြီးမကုန်မဲနဲ့လှေဘိုးလေး20 30နဲ့ရောက်မှာဖြစ်ပါတယ်လာကျွန်တော်ဒီကနေပြီးတော့လှေစီးမှာဖြစ်ပါတယ်ဟိုမှာဒီလေးလေးမျိုးစီးရမှာလားမသိဘူးနော်ဒီနေ့ကဖတ်တရားပါဒီဖတ်တရားနေပြီးတော့မှကျွန်တော်ကော်လန်းကျွန်းကို20 30နဲ့လှေစီးသွားမှာဖြစ်ပါတယ်အဲ့တော့လိုက်ခဲ့ပါအောင်နော်ပတ်သက်တွေအများကြီးမကုန်ဘူးဆိုတော့ budget trip ပါပဲခင်ဗျာလာဖတ်ထုတ်ကလေးဘယ်လိုနေပါသလဲခင်ဗျာကြီးရလေးဝယ်ရမလားသေးရလေးဝယ်ရမလားအစမပြေလာစီမို့ဒါလေးကအသေးလေးပေါ့နော်ဟမ်အသေးလေးကပိုကောင်းလားအစမပြေလာလို့bike 300တယောက်300อันนี้100อ่ะဟုတ်ဘူးတယောက်150 โอเคအဲ့တော့ကျွန်တော်တို့ကတော့ဒီမှာလှေစီးမယ်ဆိုလို့ရှိရင်2မျိုး2စားရှိရပေါ့နော်လှေကကြတော့150တန်းနဲ့30တန်းဆိုပြီးရှိတယ်30တန်းကကြတော့မိနစ်45မိနစ်လောက်စီးရတယ်150တန်းကတော့15မိနစ်ဆိုရှစ်ဖို့ဆိုရောက်ပြီအဲ့150တန်းပြမယ်ဒီမှာအဲ့လေလေးဆိုလို့ရှိရင်တော့150ပေးရမယ်တယောက်ကိုဒါကြလို့အဲ့လေကဈေးကြီးတယ်30တန်းပဲစီးမယ်ဆိုရင်တော့45မိနစ်စီးရမယ်အဲ့ဒါတော့ဟိုဘက်ကလှေကြီးအဲ့ခါကျတော့ကျွန်တော်တို့ကတော့တငယ်ချင်းတွေကတော့ကျွန်တော်ဆိုရင်တော့30တန်းပဲစီးမှာဒါပေမဲ့တငယ်ချင်းတွေကမြန်းချင်တယ်ကွာဒီကိုပြန်လာအောင်ပါဆိုတော့ဒီမှာ150တန်းကိုစီးမှာဖြစ်ပါတယ်အဲ့တော့ကော်လန်းကျွန်းကိုဖတ်တရားကနေပြီးတော့ဘတ်150နဲ့သွားပါမယ်ခင်ဗျာလိုက်ခဲ့ပါအောင်နော်ကဲတော်နေပါပြီလက်မှတ်တော့ဝယ်ပါမယ်ဒီလက်မှတ်ဝယ်တဲ့နေရာလေးကကြတော့ကော်လန်းကျွန်းမှာညအိမ်မဲ့သူတွေတနေရာမှာဝယ်ရပြီးတော့နေချင်းပြန်မဲ့သူတွေအတွက်ကိုတော့အသွားပြန်လက်မှတ်တစ်ခါတည်းဝယ်ရမယ်လက်မှတ်ကောင်တာက2ခုခွဲထားပါတယ်ခင်ဗျာကဲလှေပေါ်သွားနေပါပြီလို့ရေလဲကြောက်တက်ပြီးတော့ speed boat ကိုပထမအဆုံးစီးရမယ်ကျွန်တော်တို့ကတော့အနေငယ်စိတ်လှုပ်ရှားနေပါတယ်အခုမြင်တွေ့နေရတဲ့အတိုင်းပဲလူတွေကတန်းစီပြီးတော့သွားရမှာဖြစ်ပါတယ်လက်မှတ်ဝယ်ပြီးဆိုတာလက်မှတ်ရောက်တဲ့နေရာကတာဝန်ရှိတဲ့သူကနေပြီးတော့လှေရှိတဲ့နေရာထိပို့ဆောင်ပေးပါတယ်ခင်ဗျာလူရောက်20 30လောက်ဆက်တယ်နော်လေးကြောက်တယ်ရေကမကူးတယ်ဘယ်လိုမှကြောက်ပါလဲဆိုတော့မှပဲရေမကြောက်ကောင်းတော့မူးတယ်ပုတ်စီးရဲ့အခါမှာတော့အခုလိုလှေဦးပိုင်းကနေပဲစီးပါလို့အကြံပေးချင်ပါတယ်ခင်ဗျာဘာဖြစ်လဲဆိုတော့အဆုံးရှိတဲ့ပင်လယ်ကြီးရဲ့အလှကိုလည်းခန်းစားလို့ရရှိပြီးတော့တဘာဝအလှနဲ့အတူလှေရလဲခုန်တဲ့အခါကျတော့အရန်ပျော်ရွှင်စရာကောင်းပါတယ်ခင်ဗျာတိုင်းနေရပုတ်လိုက်လှေရခုန်လိုက်နဲ့မိသားစုတွေတငယ်ချင်းတွေတွားမယ်ဆိုရင်တော့အရန်ပျော်ရွှင်ရမယ်ခီးစဉ်လေးဖြစ်မှာအသေးကြပါပဲခင်ဗျာကဲအခုဆိုရင်တော့ကော်လန်းကျွန်းကြီးကိုစပြီးတော့မြင်တွေ့နေရပါပြီခင်ဗျာဒီစပီးဘုံနဲ့မလို့ဒီလောက်အချိန်တော်လေးမှာရောက်ရှိခဲ့ရဖြစ်ပါတယ်ရောက်ပါပြီအမလေးအော်တော့ဟုတ်အခုတော့လေကလှုပ်စီဆိုတော့မူးပြီးအန်ဂျင်လာလေမူးလာပြီလေစီတာမရှိတဲ့သူကတော့လှိုင်းနေရလဲပုတ်တဲ့အတွက်ကြောင့်လှိုင်းမှုတတ်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်အမူးပြောက်စေးဖြစ်ချက်ကိုပလတ်စတာကတ်တာပဲဖြစ်ဖြစ်ကျူပြီးတော့ပြုတ်ထားနေပါတယ်ခင်ဗျာလှိုင်းမှုထားလို့ကျွန်တော်ကတော့အမေဇုံကဖေးမှာကော်ဖီလေးတစ်ခွက်လောက်ဝင်တောက်ခဲ့ပါတယ်ခင်ဗျာပြီးတော့ကျောင်းတငယ်ချင်းတွေနေချင်းပြန်မယ်ဆိုပြီးတော့ပြန်ပြတော့ပဲနဲ့ကျွန်းကအရန်လှလို့ညအိပ်ဖို့အတွက်အစီအစဉ်တွေချခဲ့ပါတယ်ခင်ဗျာဒီနေရာလေးကတော့ဆိုင်ကယ်5စီးလို့ရတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာအဲ့နေရာမှာအင်တာတက်မယ်ဆိုရင်လည်းတယောက်ကို10ဘတ်ပေးရမှာဖြစ်ပါတယ်ဆိုင်ကယ်စီးရဲ့နေရာမှာတော့ passport စာအုပ်တစ်ခုကိုပေးခဲ့ရပါတယ်ခင်ဗျာကိုကျွန်းပေါ်ကိုဆက်ရောက်တဲ့အချိန်ကနေပြီးတော့နောက်နေ့12နာရီအထိငှားလို့ရပါတယ်ခင်ဗျာအဲ့ဒါကိုမှ350ပါတို့ကအဖြူမှာလားဟေးတို့ကလည်းဖြူမယ်ဆိုလို့လည်းယူရချအခုဒါကတော့ကျွန်တော်တို့တစ်စီးကို350ဖြစ်ပါတယ်ဒီကို350နဲ့ငှားတာဖြစ်ပါတယ်ခင်ဗျာဆိုင်ကယ်လည်းတစ်နေ့လုံးတစ်ညလုံးစီးတာနှစ်ပြတ်မှပြန်ပေးအောင်မှ तू က
350ပဲကြာတယ်ဒါပေမဲ့တစ်ခုတော့မမေးနဲ့ဆိုင်ကယ်ကိုပတ်လေကိုဗီဒီယိုတွေရိုက်ထားပါဓာတ်ပုံတွေရိုက်ထားပါဘာကြောင့်လဲဆိုတော့ကိုကပြန်လာပြီးတော့ကျွန်တော်အနာတွေကဒလိုလိုဖြစ်ပါတယ်ဆိုရော်ကြီးတောင်းတပါတယ်ခင်ဗျာအဲ့ဒါတွေတော့သတိပြုပါပြောချင်ပါတယ်လိုက်ခဲ့ပါဒီကျုံးပေါ်မှာက transportation အတွက်ဘာမှမရှိတဲ့အတွက်ကြောင့်အခုလိုဆိုင်ကယ်ကငှားမှာဖြစ်ပါတယ်ဆိုင်ကယ်ရှိမှသာခရီးတွင်မှာဖြစ်ပါတယ်ခင်ဗျာဆိုင်ကယ်လေးနဲ့ကျုံးပေါ်မှာအခုလိုမျိုးပတ်မောင်းနေရတဲ့ feeling လေးရလဲတော်တော်လေးကိုစိတ်ချမ်းသာစေပါတယ်ခင်ဗျာကျုံးပေါ်မှာစောက်ထားတဲ့အရန်ချစ်စရာကောင်းတဲ့အိမ်လေးတွေရဲ့လမ်းကြိုလမ်းကြားလေးတွေကိုဖြတ်ပြီးတော့မောင်းရတာအရန်စိတ်ချမ်းသာစရာကောင်းပါတယ်ခင်ဗျာဒီမှာတော့ကော်လန်ကျုံးမှာဆိုင်ကယ်နဲ့ပတ်နေပါတယ်ခဲလိုက်ရှာတယ်ဘယ်နဲ့ရှာတော့လဲသူတို့နိုင်ငံကလေတော်တော်လေးကိုတိုးတက်တယ်ပြောရမယ်နော်ဒီလိုကျုံးပေါ်မှာတော့မှအခုလိုအရန်ကောင်းတဲ့လမ်းတွေဖန်တီးထားတာကတကယ်ကိုအတူယူစရာကောင်းလာပါတယ်ကျုံးတစ်ခုလုံးမှာတဲနဲ့ပတ်သက်တဲ့လမ်းတွေမရှိဘဲနဲ့အခုလို concrete တွေနဲ့ခင်းထားတဲ့လမ်းတွေပဲရှိရဖြစ်ပါတယ်ဒီကျုံးပေါ်မှာကအရန်လဲတန်ရှင်းတက်ရက်ပြီးတော့မှတော်တော်လေးနေရတာကြည်နူးစရာကောင်းပါတယ် view တွေကလည်းအရန်လှတာပဲခင်ဗျာအဲ့ဒါကြောင့်ထိုင်းနိုင်ငံကိုရောက်ဖြစ်လို့ပတ္တရားဘက်ကိုလာဖြစ်တယ်ဆိုရင်တော့ဒီကော်လန်ကျုံးလေးကိုလည်းမဖြစ်မနေလိုက်အောင်လက်ဘက်ပါလို့ပြောချင်ပါတယ်ခင်ဗျာတောင်တက်တောင်စင်လမ်းတွေများတဲ့အတွက်ကြောင့်စိုက်ကယ်မောင်းတဲ့အခါမှာတော့တော်တော်လေးကိုတီးထားပြီးမောင်းရပါတယ်ခင်ဗျာကဲအခုဆိုရင်တော့ပင်လယ်ကြီးကိုစပြီးတော့မြင်နေရပါပြီပင်လယ်ကိုအနည်းဆက်ဆုံးမြင်ပြီးတဲ့အချိန်မှာတော့ကျွန်တော်ဟိုတယ်ကိုစရှာနေပါတယ်ခင်ဗျာဟိုတယ်တွေကရွာလေးထဲမှာလည်းရှိသလိုမျိုးကမ်းခြေနဲ့အနီးဆုံးနေရာတွေမှာလည်းရှိပါတယ်ကမ်းခြေနဲ့နီးတဲ့ဟိုတယ်အများစုကတော့ဈေးများပါတယ်ခင်ဗျာကျွန်တော်တို့ချောင်းသာတို့ငွေဆောင်တို့ကိုနေချင်းမြန်ခီးသွားရောက်လက်ပတ်တယ်လို့မျိုးပဲနေချင်းမြန်လာတဲ့သူတွေအတွက်ကိုလည်းပဲအခုလိုခုံလေးတွေထီးလေးတွေနေရာလေးတွေငှားပြီးတော့လည်းရေဆော့အပန်းဖြေလို့ရပါတယ်ခင်ဗျာဒါကြတော့ sea view မို့လို့တစ်ခန်းကို1200တဲ့ဒါ sea smile hotel ပါဒါဒီနေ့များနေ budget မဖြစ်ဘူးအဲ့တော့အခန်းထပ်သွားပြီးတော့ရှာပါအောင်မယ်လိုက်ခဲ့ပါအောင်နော်တို့တော့ဒီမှာပင်လယ်နဲ့အရန်နီးရပေါ့နော်1500ပါတစ်ခန်းကိုကဲဒါကတော့ hotel ရှာရင်းနဲ့ view point လေးတွေ့လို့ view point မှာဗီဒီယိုလေးရိုက်ပါမယ်ဒါဟေ့ရှယ်ပဲဟိုမှာရေပေါ်ဆိုင်ကလေးလည်းစီးနေကြပြီတင်မောတွေလည်းကိုယ်တိုင်မောင်းလို့ရတယ်ကဲအဲ့ဒီကိုသွားပါမယ်နော်နောက်ဆုံးတော့ဟိုတယ်ရှာရင်းနဲ့ White Hazel ဆိုတဲ့ဟိုတယ်လေးကိုတွေ့ခဲ့ပါတယ်ဒါကတော့ sea view ခန်းလေးဖြစ်ပါတယ်အေးသွားပဲဒီခန်းလေးကကျတော့2800ဖြစ်ပါတယ်ဒီခန်းဟိုဘက်ချမ်းဆိုလို့ရှိရင် sea view မဟုတ်ဘူးဆိုတော့2300ဖြစ်ပါတယ်အဲကျွန်တော်တို့ကတော့ဒီမှာ sea view ကိုပဲရွေးလိုက်ပါဘာလို့900ပတ်ဆက်900လေးနဲ့လာဒါလေးကတော့800လေးပေါ့နော်ဒီမှာဒီမှာအိပ်ပါမယ်ဒါ2800နည်းနည်းတော့ဈေးများတယ်ဆိုပေမဲ့လည်းမဖြစ်မနေပေါ့နော်โอเคလာရေချိုးကနေရတူတူပဲဘယ်တော့ sea view e view ရေချိုးကဒီပုံစံပဲဒါပင်လယ်နားမလို့ပါတကယ်သိမ့်မတန်